96ပြဝေနာဆိုးထောက်မကောင်းသောပြီးတဲ့အန်ရအလုံးစုံအနိဋ္ဌာယုံတို့သည်ဘရုံမာရွက်ပိန်းကြဘ၌ရေစက်နှင်းကြီးမတိခဏရွေလျောကြတဲ့ကဲ့သို့ကြောက်ပါကင်းပါဆင်ကြပါ၍32ပါးသောကံကြမ္မာ25ပြသောဒီများစွာနှင့်ယောဂတတိမရှိကင်းပြီးဂျိုစည်းထတာကာမနမိတ်တမူလဆာတာကောစာအယူမိတုဥပတ်စံပြက်လုံးပြက်တက်ခတ်ရှာမီဂျိုစည်းနှိမ့်ဆက်စမ်းလတ်မကောင်တန်နှောင်းနှိမ့်ပြနေကြတာဘာဝတိတာဇာတာနှွမ်းကျိုးမကောင်းကျိုးအပေါင်းကံဟောင်းနမိတ်ဂျိုးစက်ချဘာပတတ်တုံနှလုံးမကျဘေးပြဥပတ်မရက်မတီမကြည့်မသာဇာဘာတောကဟုသမျှနှင့်ထုံမတရအကန္တအမနာပံတက်တယ်ဆေးတော်ပွဲဆိုတာကတော့တစောင်းမုံလာပြည့်နေ့လာပြည့်ကျော်တရက်နေ့ကျွန်တော်တို့ရဲ့ပြက်ကလေးသဘောတရားအရတခါလေကြလို့ရှိရင်လည်းဒီဆေးပေါင်းခါတယ်နှက်ခတ်ကောင်းတယ်ဆိုတာလာပြည့်ကျော်တရက်နေ့မှာသွားဖြစ်တယ်တခါလေကြလို့လည်းလာပြည့်နေ့မှာဖြစ်တယ်အဲ့ဒီပြက်ကလေးကပြည့်စုံပြီးသားဓမ္မပြက်ကလေးကဟိုတော်တော်များများပြည့်စုံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လာပြည့်နေ့လာပြည့်ကျော်တရက်နေ့လာပြည့်ကျော်တရက်နေ့ဒီတိုင်းပဲသွားတာပေါ့နော်နှက်ခတ်ရဲ့သဘောတရားအရကောင်းကင်ဂျုံနေနက်ခတ်တည်းရဲ့သဘောတရားရဆိုလို့ရှိရင်အဲ့ဒီနေ့ရက်မှာတစ်ခါလေးလာပြီးနေရတယ်တစ်ခါလေးလာပြီးဆိုတရက်နေ့ရတယ်အဲ့ဒီမှာဒီနေ့မှာကတော့ကျွန်တော်တို့ပြက်ကလေးညတော့ကျွန်တော်တို့အကြိုက်ဆုံးပေါ့ကျွန်တော်ရဲ့မူဝါဒအကြိုက်ဆုံးညတော့ဒီနေ့လာပြီးဆိုတရက်နေ့ကိုကျွန်တော်သဘောကျတဲ့အတွက်ဒီနေ့လာပြီးဆိုတရက်နေ့ညဥပိုင်းမှာစေးတော်ပွဲခင်းကျင်းတာပေါ့နော်စေးတော်ပွဲခင်းကျင်းတယ်ဆိုတာကဒီစေးတော်တွေနဲ့ပတ်သက်ပြီးတစ်နှစ်တစ်ခါကျွန်တော်တို့ကဒါတွေနဲ့ပဲအလုပ်လုပ်တာအောင်စေးဖျောင်းနိုင်လုပ်တယ်အင်းဖျောင်းနိုင်လုပ်တယ်လောကီစေးတော်တွေနဲ့ပတ်သက်ပြီးအင်းချတယ်အင်းဆွဲတယ်မန်တန်ဆုပ်တယ်ဒါဒီလိုမျိုးအရေးကြီးတဲ့အချိန်ကဖြစ်တဲ့အတွက်ကြောင့်မလို့တစ်နှစ်မှာတစ်ခါပူဇော်တယ်ဆိုလဲမှန်တယ်ဝိုင်ဝါအတွက်ကြော့တယ်ဆိုလဲမှန်တယ်ပေါ့လေဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဒီအင်းစေးစမနဲ့ပတ်သက်ပြီးတော့ဟိုပူဇော်ပွဲပေးတဲ့သဘောယူတည်ပွဲပေးတဲ့သဘောမေတ္တာပွဲပေးတဲ့သဘောပါအမျိုးအစားကတော့ပညာတတ်စင်စေးတွေရှိမယ်အခြေမေတ္တာရေးနဲ့ပတ်သက်တဲ့စေးတွေရှိမယ်တခါလေကြလို့ရှိရင်စိတ်နှလုံးပြပါတော့ကတွေ့နေတာကိုကင်းနေအောင်အစားရှိတဲ့ဆေးတွေရှိမယ်နောက်ပြီးတော့ဆေးမင်ကြောင်ထိုးတဲ့ဆေးတွေဥပမာအပေါ်ပါကြောင်ဆေးတို့ဘာတို့အစားရှိတဲ့ဖြစ်အဲ့လိုဒေတာပေါင်းစုံကရောတို့စောတို့ရှိမယ်ရှမ်းပြည်ရှိမယ်အဲ့လိုနေရာမျိုးကဆေးတွေပေါ့များသောအားဖြင့်တော့ဒီခေတ်မှာဟိုဆေးပေါက်တာတွေကပိုးခစ်စားလာတယ်နော် trend တစ်ခုဖြစ်လာကြတော့ဒီဆေးတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုလိုချင်တဲ့သူတွေလည်းဆေးအဆက်တင်နေတယ်ပေါ့လေအကြီးမဟုတ်ရင်တော့ဆိုတော့ကိုကအဲ့လိုမျိုးတိုးနှံပေါက်ပြီးတာပေါ့ဆေးမှန်ပေါက်ပြီးတဲ့သဘောပါပဲအဲ့လိုဆေးတွေများတယ်အမျိုးအစားကတော့ခွဲပြမယ်ဆိုရင်တော့အများကြီးခွဲမှာပေါ့နတ်ပိုင်းဆိုင်ရာရှိတယ်ဒေဝီပိုင်းဆိုင်ရာရှိမယ်အတိုက်ခိုက်ပိုင်းဆိုင်ရာရှိမယ်အဲ့လိုဟာတွေအများကြီးရှိတယ်ဆေးတော်တွေကတော့ကျွန်တော်ကအရင်ကဝါသနာပါတော့တခြားဆရာတွေစီကဂိုင်းလို့ဆေးရှိတယ်ဂိုင်းနဲ့ဆေးတွေလည်းရှိကောင်းရှိမယ်ဟိုကိုကစုဆောင်းခဲ့တယ်ပေါ့နော်ဆရာပေါင်းစုံစီကနေပြီးတော့ဆရာချင်းတယောက်နဲ့တယောက်ဟိုချစ်ခင်ဟိုလေးစားလို့ပေးကြတာလည်းရှိတယ်တခါကြလို့ရှိရင်လည်းသူတို့ရဲ့ဆေးတော်တွေကိုဒါဆရာသုံးကြည့်ဆိုပြီးတော့ပေးတာလည်းရှိတယ်ကျွန်တော်ဟိုတချို့ဆရာတွေကြတော့လေကိုရီးယားလိုအပ်ချက်အရာရှိပါတယ်တချို့ဆရာတွေလည်းကိုဒီဆေးတော်တွေနဲ့ပတ်သက်ပြီးတော့ရှာဖွေပေးခဲ့တာပေါ့နော်ဆရာစဉ်တမစင်ကနေပြီးတော့ထိမ့်သိမ်းထားတဲ့ဆေးလဲပါတယ်ဒါကတော့ကျွန်တော်ကမြည်သည့်ဂိုင်းဆေးဖြစ်စေဂိုင်းလို့ဆေးဖြစ်စေအကုန်လုံးကိုတော့ကျွန်တော်စုဆောင်းထားလိုက်တာပေါ့လေကိုကဝါသနာပါတော့ဆေးပေါင်းခါတယ်ဟိုဆိုတာကတော့ကျွန်တော်တို့ဒီဆရာတော်ခင်ကြီးပြောလဲပြောဘူးတယ်ကျွန်တော်တို့နေတဲ့နေရာကသူကဒဲအိုးကိုမှောက်ထားတဲ့ပုံစံရှိတာပေါ့နော်အဲ့တော့ဒဲအိုးမှောက်ထားတဲ့ပုံစံရှိတဲ့အခါကျတော့အဲ့ဒီပုံမှာနက်ခတ်ကအများဆုံးစုံရင်73လုံး14လုံးပဲစုံတာနက်ခတ်ပေါင်း28လုံးမစုံဘူးကိုမမြင်ရတဲ့အာသာဆိုင်မှာတခြားနက်ခတ်တွေရှိမှာလေနက်ခတ်က28လုံးအဘိစီးကကွယ်သွားပြီဆိုတော့ဖယ်လိုက်မှာဆို29ရှိ29မှာဒီဘက်14လုံးရှိရင်ဒီဘက်73လုံးရှိမယ်ဒီဘက်73လုံးမြင်ရင်ဒီဘက်14လုံးရှိမယ်စုံတဲ့စုံလိုက်တဲ့နက်ခတ်ပဲစုံတာအကုန်မစုံဘူးဒါပေမဲ့လူတွေကနက်ခတ်တာယာအကုန်စုံတယ်လို့ထင်တာမဟုတ်ဘူးကောင်းကင်ဂျိုရဲ့ဒီလိုသဘောတရားမှာကျွန်တော်တို့180ဒီဂရီကိုလှမ်းမြင်ရတာဟိုဘက်မိုးကုတ်ဆက်ဝိုင်းဒီဘက်မိုးကုတ်ဆက်ဝိုင်းမှာမြင်တဲ့လောက်ပဲသူကမြင်ရတာနက်ခတ်အားလုံးမစုံနိုင်ဘူးအဲ့တော့စုံလိုက်တဲ့နက်ခတ်တွေစုံတဲ့အတွက်ကြောင့်မလို့ဆေးပေါင်းခါတယ်လို့ယူဆတာဟိတ်သဘောအရတော့မဲစတီဘူးကတော့အကောင်းဆုံးပေါ့ဒါစားကြမယ်ဆိုရင်ကောင်းတယ်အဲ့လိုမဟုတ်ဖဲနဲ့လေတချို့တွေလက်ဖက်တွေပါလေစားကြတဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးယုံကြည်ယူဆရာလောက်ကြတာပေါ့ကျွန်တော်တို့ကယုံကြည်ယူဆရာနဲ့ပတ်သက်ပြီးတော့မဝေဖန်ဘူးဘာကြောင့်လဲဆိုတော့ဟိုယုံကြည်မှုဆိုတာကလူတစ်ယောက်မှာသူ့ရဲ့ခံယူချက်ပဲစေးပေါင်းခါတယ်လို့ယူဆရင်လဲကျွန်တော်တို့မိဘဘိုးဘွားစင်တာကခတယ်လို့ယူဆရတဲ့အတွက်ကျွန်တော်ကလည်းခတယ်လို့ပဲယူဆရမှာပေါ့နော်အချိန်တွေနဲ့ပတ်သက်ပြီးတော့လေဒီကြက်တိကနက်ကနဲ့ဆန်းရှင်နဲ့အချိန်ကလည်းအမျိုးမျိုးသူကဟိုကွဲပြားခြားနားမှုရှိတာ哦ကျွန်တော်ကတော့စေးပေါင်းခတယ်ကျွန်တော်အကြိုက်ဆုံးအချိန်မှာကျွန်တော်စေးကြိတ်ပြီးတော့ဒါစေးပွဲကိုပူဇော်ပွဲကျင်းပပြီးတော့ကျွန်တော်ပေးသက်တွေဝေပေးမှာပေါ့ဒါပါပဲတော်တော်များများတန်တိုင်းမှာဆိုလို့ရှိရင်ဇောင်မုန်းလာပြီးတော့တရက်နေရပိုးပြီးတော့စေးပင်မှာစွန့်တယ်လို့ယူဆရာဇဝင်မှာရှိတယ်လေ
ဟာလားဒီဆေးမင်းနေနဲ့ပတ်သက်လို့ဆေးပေါက်လိုက်တဲ့ခါမှာတစောင်းမုံလာပြည့်ကြောင်းတရက်နေ့မှာပေါက်တဲ့ဆေးကပိုဆွမ်းတဲ့အတွက်ယောက်ျားတွေကအဲ့လိုစုပြီးတော့အပေါ်ပါကာယသိတိကိုပေါက်ကြတယ်ဆိုတော့တဏှာရှိတယ်တမစင်ပြောကြတဲ့စကားတွေဆုံးမစကားတွေရှိတဲ့အတွက်ကျွန်တော်ဒီနေ့ကိုရွေးတာတပတ်လောက်တောက်ဝနိုင်တယ်ဘာကြောင့်လဲဆိုတော့ဆေးကတချို့ဆေးတွေကကြတော့သူတို့ဆေးမျိုးစားမတူတာလည်းပါမယ်ဆေးမျိုးစားမတူတာပဲကျွန်တော်တို့မှာကဒီရက်မှပြင်ဆင်လိုက်တာမလို့ကြိုတင်ပြင်ဆင်မှုမရှိတာလည်းပါတာပေါ့9ရက်နေ့လောက်ဆိုလို့ရှိရင်တော့ဒီအရေးမှလည်းသူကတွေ့သွားပြီ6သွားပြီဆိုတော့ပိုးစင်ပြီအဲ့ဒီခုနတီထီတွေတွက်ထားပြီးတော့ရုပ်တွေရှိတယ်ပေါ့ဒီနေ့ကတော့ဘာရုပ်ကြတယ်အဲ့လိုရုပ်တွေနက်ခရဲ့ပြည်သဘောတရားမှာရက်ကောင်းတယ်ပေါ့နော်ရက်ကောင်းတယ်ပြီးတော့ရက်ကောင်းတာထက်စာရင်ကျွန်တော်ကဒီနှစ်မှာစီးပွားရေးပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်အဆင်ပြေတယ်ကိုကဆရာလုပ်တဲ့သူကစီးပွားရေးပိုင်းဆိုင်ရာမှာအဆင်ပြေမှာသူများကိုစီးပွားရေးနဲ့ပတ်သက်တဲ့ဆေးကိုကြိတ်ပြီးတော့ပေးလို့ရမယ်ကိုကအိမ်တော်ရေးအဆင်ပြေမှာအိမ်တော်ရေးနဲ့ပတ်သက်တဲ့ဆေးကိုပေးလို့ရမှာပေါ့နော်ကိုမှပြည့်စုံမှာသူများကိုပေးလို့ရမှာအဲ့တော့ကျွန်တော်ကဒီနှစ်ကတော့စီးပွားရေးအဆင်ပြေတယ်ကျွန်တော်တပည့်တွေဆိုလို့ရှိရင်အဆင်ပြေတယ်အဲ့တော့ဆေးကြိတ်ပြီးတော့ဒီတချို့ဆေးတွေဥပမာဒေဝီဆေးတို့လိုမျိုးလက်ပွင့်ဆေးတို့လိုမျိုးအဲ့ဒါကျွန်တော်လက်ဆောင်ဖြစ်ပေးခြင်းလို့ဒါဆေးကြိတ်တာဒီသဘောပါပဲဝင်ကပေးတာကတော့ကျွန်တော်တို့ကတချို့ကတော့အဲ့ဒီနေ့မှာကြိတ်ပြီးအဲ့ဒီနေ့မှာပေးတာပေါ့နော်ကျွန်တော်တို့ကတော့ကြိတ်ပြီးတဲ့နောက်မှာကျွန်တော်တို့တွေကသူတို့ရဲ့စီကန်းတွေရှိတယ်ဆေးတော်တွေကအရေးမှာတွေ့အောင်လှမ်းအရေးမှာချအောင်လှမ်းဆိုရင်နေပူထဲမှာပြလို့မရအောင်အရေးမှာပဲလှမ်းရမယ်အရေးမှာလှမ်းမယ်ဆိုကြားမယ်အဲ့လိုမျိုးဥစ္စာတွေပြီးစီးတော့မှဒီဆေးကိုစောင့်ထားဖို့တယောက်ချင်းစီကိုပေးမှာ